တိုင်းကုန်ရောက်ဆိုင်အိမ်တိုင်းဖွင့်နေတဲ့လူတွေအတွက်ဘ ഹു တုကပါเนาะကျွန်တော်ဒီကာလမှာခဏအမေးများကြတယ်အကိုကြီးညီလေးဆိုင်ရတော့ဈေးမရောင်းရတာမို့ရောင်းနေရတယ်ရောင်းနေရတာနဲ့ကျွန်တော်အပြက်တွေရှာလုံးမတွေ့တော့ဘူးလို့တပြေးပြေးနေရောင်းနေရရင်ကျွန်တော်အရင်ပြုတ်တော့မယ်ပေါ့เนาะစသဖြင့်เนาะအဲ့အမျိုးတွေလာမေးကြတာပေါ့เนาะကုန်ဆိုင်တစ်ခုကုန်ရောက်ဆိုင်တစ်ခုအရင်ပြုတ်တဲ့အကြောင်းအရာတွေကတော့အများကြီးရှိတယ်ဒါပေမဲ့အဲ့ထဲမှာကိုတတိမထားမိကိုရောင်းနေရတာနဲ့လုံနေရတာနဲ့လှော်ရင်းနဲ့နစ်တဲ့အဖြစ်မျိုးပေါ့เนาะကြုံတွေ့နိုင်ရတဲ့အခြေအနေလေးကိုလက်တွေ့လေးပြပါမယ်လို့ဒီမှာကြီးလာဒီပါလားဒီဟာဆိုရင်နီနေတဲ့ဟာဆိုရင်ဒါကျွန်တော်တို့ဒါဈေးနှုန်းတွေတက်သွားတာပေါ့နော်ဈေးနှုန်းတွေတက်သွားလို့ဒါကျွန်တော်ရှုံးတဲ့အရှုံး percentage တွေပါနော်ဒါ 9% တို့ 5% တို့ 4% တို့ 3% တို့ 5% တို့ဒါဈေးနှုန်းတွေတက်သွားတော့ဒါကျွန်တော်မိုင်းနဲ့ပြပြီးအရှုံးဖြစ်သွားတဲ့အနေထားပေါ့နော်ဘာဖြစ်လို့အဲ့လိုဖြစ်တာလဲဆိုတော့ဒါမှဒီကျွန်တော်ဒီပစ္စည်းရမယ်တခုကျွန်တော်ခဏပြောတယ်ကျွန်တော် 1% လောက်ပဲကျွန်တော်တင်ရဆိုတော့ 1% နေပဲကျွန်တော်တင်ထားတယ်နော်အဲ့လိုမျိုးလဲဖြစ်ကိုတင်ထားတဲ့အမြက်က 1%ပြန်ပြီးတက်သွားတဲ့ဟာတွေက 5% နဲ့ 4% တွေဖြစ်နေတော့ပစ္စည်းတစ်ခုရင်းဒီမှာကျွန်တော်က 2% နဲ့ 3% နဲ့ 2% နဲ့ 3% နဲ့အဲ့လိုမျိုးရှုံးနေဒီကာလမှာကျတော့ပစ္စည်းတော်တော်များဈေးတက်တာတွေကတအားများနေတာတအားလေးများနေကျွန်တော်တင်ထားတဲ့အမြက် percent တွေကလုံးဝမကိုက်တော့မယ်နဲ့အဲ့ဒါတွေပြန်လဲဝယ်လဲထက်လဲတော့ကျွန်တော်နေထိုင်တဲ့ငွေရင်းတွေကရှုံးနေရပါတော့အဲ့လိုအခြေအနေမျိုးကဒါကျွန်တော်တယောက်တည်းကြုံနေရမဟုတ်နော်ဒီလုပ်ငန်းလုပ်နေတဲ့လူတော်တော်များများအဲ့လိုအကုန်လုံးကြုံနေအဲ့ကြောင့်ကျွန်တော်ခဏပြောတယ်ဒီလုပ်ငန်းကဒီအချိန်မှာအခက်အခဲဆုံးပဲကျွန်တော်အပြေးအလူတွေကတော့ပြောတာဗောနော်ကုန်သိန်းလုံးတွေအဲ့လိုမျိုးတက်လို့ရှိရင်ဟာကုန်တွေတအားကြိုက်တယ်ဆိုတော့မကြိုက်ပါဘူးနော်မကြိုက်ပါဘူးနိုးပါနေနိုင်တယ်အဲ့ဒါမျိုးတွေဖြစ်တာဒါကျွန်တော်တို့အများကြီးနစ်နာပါတယ်ကျွန်တော်တို့တင်တဲ့ percentage တွေကနည်းနည်းလေးတွေတက်တော့တဲ့ percentage တွေအများကြီးဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့ဒါတွေကိုဒါကျွန်တော်တို့အသေးချာဂယုမဆိုင်ပြီလို့ရှိရင်ကျွန်တော်တို့ဆိုင်တွေအရင်ပြုတ်တတ်ပါတယ်လို့နော်ပြင်းရင်ပြောလို့ရှိရင်ဒီအချိန်တွေကတော့အရင်ပြုတ်ဖို့အလွယ်ဆုံးကာလအဲ့ဒါမျိုးတွေမဖြစ်အောင်ဆိုတော့ဒီအချိန်တွေကိုကာကွယ်ဖို့ဆိုတော့ဈေးနှုန်းတွေကိုအချိန်နဲ့တပြေးညီရောင်းရမယ်အချိန်နဲ့တပြေးညီစုံလန်းရမယ်အဲ့ဒါနဲ့မှပဲလိုက်ပြီးတော့တက်ပြီးတော့ဝယ်ပြီးတော့ရောင်းနိုင်မှာဖြစ်ပါတယ်လို့เนาะဒီတိုင်းပဲရောင်းဝယ်နေတဲ့ဟေ့ဆိုရင်တော့မကြခင်ကျင်းတွေပေါ့အရင်ပြုံးမှာပါလို့เนาะကျွန်တော်ကတော့သိန်းနာဝေးထားအောင်ပါ